ကဲဒီပေးတဲ့ဒီပြီးခဲ့ဘက်ကကျွန်တော်ခွေရပဲ3လုံးထွက်သွားတယ်နေလေးခွန်6ပြီးထားတာခွန်လေးထွက်တယ်6လေးထွက်တယ်နေလေးထွက်သွားတယ်ပရိတ်ထဲက3လုံး3ပရိတ်လုံးထွက်ကုန်မထွက်ဘူးကျွန်တော်အများကြီးတောင်းမြင်ပါတယ်ဒါပေမဲ့ကျွန်တော်စူးစမ်းထားတဲ့ခွေတွေကတော့ထွက်သွားပြီပေါ့နော်ခုနောက်ဘက်တွေကျွန်တော်စဉ်းစားထားတာမင်းမထွက်မချင်းဒါကြီးပေးနေမှာလို့တော့ပြောကောင်းပြောလိမ့်မယ်တကယ်ကြိုက်ဆုံးမိတ်ပိတ်ရရှိတဲ့အတွက်နှစ်ပရိတ်နှစ်ပရိတ်လေးပရိတ်ကိုပရိတ်ပါပဲရင်တိုင်းပါပဲအခွေတော့ပြောင်းပါလေးလုံးခွေမှုတော့3လုံးခွေပါ3လုံးခွေนี่ခွင်ကိုนี่ခွင်ကိုခွေပါเนาะပရိထဲမှာ2ပရိ4ပရိ9ပရိအခွေထဲမှာ2ခွင်9ကဲကျွန်တော်နဲ့ကန်ဆက်မဲ့လူရှိမြအကုန်လုံးပေါက်ကြပါစေเนาะကျွန်တော်လည်းထိုးတာပဲကျွန်တော်ခွေကျွန်တော်ပဲ3ချိန်မမီတယ်ကျွန်တော် break မမီဘူးကျွန်တော် break မမီဘူးကျွန်တော်လည်းဒီနေ့ break နဲ့ထိုးတယ်ခင်ဗျားတို့ပြောလို့ကျွန်တော်မထိုးမလို့နဲ့ကျွန်တော်ကိုယ်တိုင်လည်းနေ့ break ကိုထိုးတယ်ကဲအားလုံးပေါက်ကြပါစေဗျာเนาะပေါက်တယ်ဆိုရင်လည်းကျွန်တော် comment လေးမှာဝိုင်းသားခြင်းလို့ပါเนาะတဒါဒါပါ